အမရိမှာဂိုးသွင်းပြိုင်ကြမယ်ဆင်မြန်ကြီးနဲ့ဘလူးကြီးအားလုံးပဲမင်္ဂလာပါများဇွဲအွန်လိုင်းပတင်စာပေကနေပြန်လည်ကြိုလိုက်ပါတယ်ဒီတစ်ပတ်ချန်ပီယံလိမှာပရိသတ်တွေအားလုံးအတွက်ရင်ခုန်စရာပွဲစဉ်ကောင်းနေရှိနေပါတယ်ဒီထဲမှာလက်ရှိဥရောပရဲ့အကောင်းဆုံးတွေကနှစ်သင်းဖြစ်တဲ့ဘိုင်ယန်မြူနစ်နဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့ဆုံနေကြပါတယ်အာဆင်နယ်ကဂျီယာဒီမှာကန်ဆယ်ကောင်းဆုံးအသင်းအပြင်ရပ်တည်နေပြီးခက်ခဲလာပါတယ်ဆိုတဲ့ပရီးမီးယားလိမှာလည်းတပတ်ပြီးတပတ်ရလက်ကောင်းတွေပေါ်ဆောင်နေပါတယ်အာဆင်နယ်ကဂျီယာဒီလုံးမှာလီဗာပူးကိုပဲတပွဲနဲ့ရှုံးထားပြီးပြိုင်ပွဲဆောင်ရှုံးပွဲမရှိတဲ့အသင်းဖြစ်ပါတယ်ဒီတစ်ပတ်မြောက်လန်ဒန်ဒါဘီကို4-1နဲ့တတအနိုင်ရခဲ့တဲ့အာဆင်နယ်ကကာဗရီယန်နီယာကိုစားထိုးကအောင်မြင်ခဲ့တဲ့အပြင်ဒန်ယာကနေပြန်လေတတလာကာစားဗီတာယိုကရန်နိုနိုမာရိုအကီတို့ကိုကစားသမားတွေလည်းထဲမသုံးသေးပဲဘိုင်ယန်အတွက်လည်းတင်စီထားခဲ့ပါတယ်အာဆင်နယ်တဲ့ပုံပြီးပုံစံကောင်းရနေတဲ့အသင်းရှိမယ်ဆိုရင်ရုံချင်းစရာမရှိပေမဲ့ဒီလိုအသင်းဆိုရင်ဘိုင်ယန်မျိုးနေပါပြီဘိုင်ယန်ကဒီအာဒီရှုံးပွဲတစ်ပွဲမှမရှိသေးပဲအမှတ်ရတာဆိုလို့ယူနီယံဘာလင်ကိုတေးကြရတဲ့တစ်ပွဲပဲရှိပါတယ်ဘိုင်ယန်ကအနီကန်ထိထားတဲ့လူးဝစ်တီရဲ့ပွဲပဲခင်ရမယ်ဆိုရင်တော့ဟယ်ရီကိန်းဦးဆောင်ထားတဲ့တိုက်စစ်ကြောင်းအာဆင်နယ်ကိုရှင်နိုင်မဲ့ပြန်ပဲကောင်းအသင်းဖြစ်နေပါတယ်ဘိုင်ယန်ကအာဆင်နယ်နဲ့တွေ့ဆုံမှုတွေမှာတမိုင်းလန်စရာရလက်ကောင်းနေရှိတယ်လို့2024ခုနှစ်တွေ့ဆုံမှုတုန်းကလည်းအမ်ဘရိတ်မှာ2-2နဲ့အေလီယန်အရီနာကြီးမှာ2-1နဲ့နိုင်ရရှိထားပါတယ်ဘိုင်ယန်နဲ့အာဆင်နယ်ကဒီအာတီချန်ပီယံလိမှာအမှတ်တူဂိုးကွာချက်တူနဲ့အဆင့်1နဲ့2သင်းဖြစ်နေတာမို့ပြိုင်ဆိုင်မှုကအကျိန်နဲ့ဖြစ်နေမှာပါနှစ်သင်းစလုံးကဂွာလာရဲ့တပည့်တွေပဲကိုင်းနေကြတာမို့လို့ဘသူကပိုကောင်းလဲဆိုတာစစ်တူရင်ကွက်ရွှေ့ကြမယ်ပွဲတော်လည်းဖြစ်လာပါလိမ့်မယ်အာဆင်နယ်ကသူတို့ရဲ့ဥရောပချိန်စာကိုဖြည့်ဖို့ဂျာမန်ဘလူးကြီးကိုအလဲထိုးမှဖြစ်တယ်လို့ဘိုင်ယန်ကလည်းဖလားဆောင်သိမ်းဖို့စင်မြန်ကြီးတို့ကိုအတောင်းချိုးမှာပါဒီတော့အမ်ဘရိတ်မှာဂိုးမှုရဖို့တရားကိုင်နှုန်းဖြစ်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်